မြန်မာနိုင်ငံမှာနောက်ထပ်မြင်းကလင်ကြီးလှုပ်ခတ်မှုကိုကြိုတင်နမိတ်ဖက်လိုက်တဲ့မိုင်းဖုံးဆရာတော်ပရိသတ်များလုံးမင်္ဂလာပါရှင်ဘောင်မီစလက်ဘရီကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ကြောက်လန့်နေကြတဲ့မြန်မာနိုင်ငံသားတွေကိုနောက်ထပ်ငလင်ကြီးလှုပ်မလားမလှုပ်ဘူးလားဆိုပြီးပြောလာသူကတော့မိုင်းဖုံးဆရာတော်ဖြစ်ပါတယ်။အခုချိန်ကမြန်မာနိုင်ငံရဲ့အင်တာနက်ပေါ်မှာဗီဒီယိုဆရာရောင်ရောင်အကြမ်းမြင်ရောင်ရောင်ပုံကိုယ်တွေကျင်းတဲ့လို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံမှာပြည်ခဲ့တဲ့မတ်လ28ရက်နေ့ကအင်အားခွန်တတမခွန်အဆင့်ရှိတဲ့မြင်းကလင်ကြီးလှုပ်ခတ်အပြီးမှာအားလုံးကငလင်ပေးဆိုရင်ကြောက်လန့်ထိတ်လန့်နေကြပါပြီ။အထူးသဖြင့်တော့နောက်ဆက်တွဲမြင်းကလင်ငယ်တွေလှုပ်ခတ်နေရကြောင်းနောက်ထပ်မြင်းကလင်ကြီးတစ်ခုလှုပ်ခတ်မှာကိုမြန်မာနိုင်ငံသားတွေကကြောက်နေကြပါတယ်။ဒီလိုအခြေအနေတွေကိုအခွင့်ကောင်းယူပြီးတော့ဗီဒီယိုရောင်ရောင်အကြမ်းမြင်ဆရာရောင်ရောင်တွေကဘယ်နေ့မှငလင်လှုပ်မယ်ဘယ်နေ့မှဘာဖြစ်မယ်စသဖြင့်6လုံးတွေလိန်လုံးတွေနဲ့သတင်းမှားတွေဖြန့်ဝေကြပါတယ်။မိုင်းဖုံးဆရာတော်ကြီးဆိုတာကသီလသမารီနဲ့ပြည့်စုံပြီးတော့ဂူအောင်တရားကျင့်ကြံကတကူကြီးရဲ့ဆရာတော်တစ်ပါးဖြစ်ပါတယ်။ဆရာတော်ကဂူအောင်တရားအထောက်ရာကနေပြန်ထွက်လာတဲ့ချိန်မှာတာမန်လူတွေအနာဂတ်တာကိုမကြိုက်ပါဘူး။မိုင်းဖုံးဆရာတော်ဘုရားကြီးကရာသက်ပံတက်လို့ဖြစ်ပြီးတော့တပါးတဲ့ဂူအောင်တက်သူဖြစ်တာကြောင့်တော်ရုံအနန္တကိုအနီးကပ်မခံနိုင်ပါဘူး။မူးမော်လာတတ်ပါတယ်။ပရိသတ်တွေကအရက်တောက်ထားသူဆလိတ်တောက်ထားတဲ့သူကုန်းစားနေတဲ့သူအသားကြီးငါးကြီးစားထားတဲ့သူနီးနီးကက်ကက်ရှိလာရင်ဆရာတော်ကချက်ချင်းသိပါတယ်။အဲ့ဒီလိုကြုံလာရင်အဲ့ဒီနေရာကချက်ချင်းပြန်ကြွတတ်ပါတယ်။ဒါကြောင့်ဆရာတော်ကြီးရဲ့အထူးခွင့်ပြုချက်ရထားတဲ့သူတွေကလွဲရင်ဆရာတော်ကြီးရဲ့အနာကိုထိတွေ့တာလုံးဝမရပါဘူး။မိုင်းဖုံးဆရာတော်ကြီးကဒီလောက်ထိလည်းတကူကြီးမှာပါတယ်။ဒါကြောင့်မိုင်းဖုံးဆရာတော်ကြီးဟာမြန်မာနိုင်ငံမှာထက်လုံးမဲ့ငလင်းနဲ့ပတ်သက်ပြီးတော့နမိတ်စကားမိန်ကြားလိုက်ပါတယ်။မိုင်းဖုံးဆရာတော်ဟာတဘောင်ဝဘေးအန္တရာယ်ကက်ဆိုးကြီးကြားရောက်နေတဲ့မြန်မာနိုင်ငံမှာနောက်ထပ်ဘေးအန္တရာယ်မကြားရောက်စေဖို့ရှမ်းပြည်နယ်ကနေပြည်မမန္တလေးနေပြည်တော်ရန်ကုန်စတဲ့မြို့ကြီးတွေကိုခရီးကြွချီပြီးတော့ဓမ္မဆက်စီနဲ့ကာပေးနေပါတယ်။ဒီလိုမျိုးမိုင်းဖုံးဆရာတော်ကြီးနေနဲ့9ရက်သားသမီးတွေကိုကဲတင်ဖို့နတ်မြန်မာတွေကပင်ဖိတ်တာဖြစ်တယ်လို့သိရပါတယ်။မိုင်းဖုံးဆရာတော်ကရှမ်းဆရာတော်တစ်ပါးဖြစ်တာကြောင့်သူ့ရဲ့ပုံစံကညီမကဆရာတော်ကြီးတွေနဲ့မတူဘဲနဲ့ထူးခြားပါတယ်။တကူသိတိလည်းကြီးမားပါတယ်။ရှမ်းပြည်တပြည်လုံးကလည်းကိုးကွယ်ကြတဲ့ဆရာတော်ကြီးဖြစ်ပါတယ်။မိုင်းဖုံးဆရာတော်ကြီးကမြန်မာနိုင်ငံမှာငလင်ဘေးနဲ့ပတ်သက်ပြီးအခုလိုမိန့်ကြားခဲ့ရပါ။နောက်ဆက်တွဲမြင်းငလင်တွေလှုပ်ရှားနေပေမဲ့မကြခင်နှစ်ပေါင်းများစွာထိမြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ငလင်အန္တရာယ်ထပ်မံကြားရောက်ဖို့မရှိတော့တာကြောင့်စိတ်အေးချမ်းသာယာစွာနေနိုင်ပြီလို့ဆိုပါတယ်။မိုင်းဖုံးဆရာတော်ကြီးကသူကိုယ်တိုင်မြန်မာပြည်သူတွေဘေးရန်ရဲ့ကင်းရှင်းစေဖို့ဆုတောင်းမေတ္တာပို့သထားကြောင်းပြောခဲ့ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့စိတ်ချမ်းသာစွာနေနိုင်ကြောင်းပြောခဲ့ပါတယ်။မိုင်းဖုံးဆရာတော်ဟာအခုချိန်မှာမြန်မာနိုင်ငံရဲ့မြို့ကြီးတွေကိုအပူဇော်ခံကြွချီနေရဖြစ်ပြီးတထေးကြီးတွေကလည်းနဝကာမဝိထုငွေတွေကိုလူတန်းကြပါတယ်။ဒါပေမဲ့လည်းမိုင်းဖုံးဆရာတော်ကြီးကမယူဘဲနဲ့ငလင်တန်သည့်ပြည်သူတွေကိုပြန်လည်လူတန်းခဲ့ရပါ။ဗီဒီယိုကိုဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်တွေကရောမြန်မာနိုင်ငံမှာငလင်ကြီးကြီးမားမားထပ်မလုပ်တော့ဘူးလို့ပြောခဲ့တဲ့မိုင်းဖုံးဆရာတော်ရဲ့ဟောကြားချက်ကိုဘယ်လိုမြင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။